ကျွန်တော်တို့ကအဓိကရွှေရောင်းကြတယ်မို့ကျွန်တော်တို့ကပြန်ပြီးတော့ခုကျွန်တော်ဒီပြင်မနာမှာကျွန်တော်ဆိုင်ဖွင့်လာကြအောင်ပြင်မနာလူတွေကျွန်တော်တို့ပြန်ပြီးတော့ကျေးဇူးသုံးပြန်တဲ့အနေနဲ့ကျွန်တော်တို့ကကျွန်တော်မြစ်တာထားရတယ်ပါပါတယ်ကျွန်တော်တို့ဒီဘက်မှာဆိုင်လေးမြန်ပြန်ဖွင့်တော့ကျွန်တော်မြန်ပြန်ဝယ်လို့ရတယ်အဲ့တော့ဘေးကကျွန်တော်စီမှာမြဲလာဝင်တဲ့ customer ရဲ့အဆင်ပြေမျိုးပြင်ဖို့ရည်တော့ကိုကျွန်တော်အဓိကဆိုင်ဖွင့်တာဖြစ်ပါတယ်ဗျ မင်္ဂလာပါမင်္ဂလာပါအန်ဒီကတော့ WP ဆွေပါဒီထာဝရဝင်းစိန်ကုမ္ပဏီရဲ့ CEO ပါဟုတ်ကဲ့ကျွန်တော်ကတော့ကိုအောင်ကျော်မို့ပါကျွန်တော် Chief Commerce Officer အနေနဲ့ကျွန်တော်တာဝန်ထမ်းဆောင်နေဖြစ်ပါတယ်ဒီနေ့ဆိုင်ပွဲလေးကတော့ကျွန်တော်တို့ပိုင်းငင်းလာမှာကျွန်တော်ဆိုင်ပြင်းမနာဆိုင်ပွဲကိုပြောင်းရွှေ့ဖွင့်လိုက်တဲ့အခမ်းအနားလေးဖြစ်ပါတယ်အဲ့ဒီအခမ်းအနားလေးကလည်းကျွန်တော်တို့အဓိကရင်တော့ဖွင့်လာတဲ့ဈေးနာလေးရဲ့ဆိုင်လေးကငလင်ဘေးတန်ကြောင့်မို့ကျွန်တော်တို့ထိခိုက်သွားတဲ့ကြောင့်မို့ငလင်ဘေးတန်ပြင်းမနာကဘေးဆိုင်တဲ့အချိန်မှာကျွန်တော်တို့ရွှေဆိုင်တစ်ဆိုင်မှမထိပဲနဲ့ကျွန်တော်ဘေးနာလေးကအများစုပျက်စီးသွားတာလေးကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာဈေးတစ်ဝက်လောက်ကလည်းပျက်စီးသွားတယ်ဗျအဲ့တော့ကျွန်တော်တို့ဘေးပတ်ဝန်းကျင်သားလေးကဟာလာဟင်းလေးဖြစ်နေကြကျွန်တော်တို့လုံခြုံရေးဆိုချက်အဆင်မပြေဖြစ်တာကြောင့်ကျွန်တော်တို့ဒီဘက်မှာပြောင်းရွှေ့ဖွင့်နေတာဖြစ်ပါတယ်ဒါအဓိကကျွန်တော်တို့ကလည်းပြင်မနာမျိုးခံမျိုးခံနေမဟုတ်တာကြောင့်မို့လေအဓိကဒီကျွန်တော်တို့ကုညီပံ့ပိုးပေးရဲ့ကျွန်တော်အဖေရဲ့မိတ်ဆွေပြင်မနာမိတ်ဆွေအားလုံးလည်းကျွန်တော်ကျေးဇူးတင်ပြောပါတယ် ဒီတော့ဝိစင်ရဲ့ဒါရွှေတွေဒါကဘယ်လိုပြောအာမခံချက်နဲ့လုံးချတာကျွန်တော်တခုနဲ့ဒီမျိုးကို describe လုပ်ရမယ်ဆိုရင်တရားရင်လုံးကျွန်တော်အာမခံနိုင်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့ရွှေဆိုင်ကအခုဒီနေ့ဆို68နှစ်ဖြစ်ပြီးတော့အောင်မြင်ဆုံး60ဒီလိုတန်းမျိုးနဲ့အောင်မြင်ဆုံးရွှေဆိုင်အခုအနေနဲ့ရက်တည်နေတာကျွန်တော်တို့ကဘာဖြစ်လို့ဝင်းစိန်လို့ပြောရတာနဲ့အာမခံတယ်အခုပြောရခုနအာမခံတဲ့စကားစကားလုံးကိုကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်ဖိုးရင်တွေကတုန်နေဆုံးမမှုရှိတာကျွန်တော်တို့ generation 3ခုရှိပေါ့နော်ဒါကယုံကြည်မှုကိုလုံးဝမပြတ်ပါနဲ့ကျွန်တော်တို့စီလာဝယ်နေရတယ်ထောက်ကောင်းဝင်းစိန်ဆိုင်ကိုလာဝယ်နေရလဲလူတွေကယုံကြည်လို့လာဝယ်နေတယ်ဘာလို့တခြားရွှေဆိုင်မသွားဘဲကျွန်တော်စီလာဝယ်နေတယ်ကျွန်တော်စီမှာဘလို့ဒီလိုဆိုင်မှာလူအများကြီးလာဝယ်ရလဲဆိုကျွန်တော်တို့ယုံကြည်လို့ကျွန်တော်စီမှာဝယ်ပြီးဆိုရင်စိတ်ချရတယ်ရွှေနဲ့လည်းစိတ်ချရတယ်ဒီဇိုင်းနဲ့လည်းစိတ်ချရတယ်ပြန်လာရောက်မယ်ဆိုလည်းကျွန်တော်တို့ကပေါက်ဈေးတိုင်းကျွန်တော်တို့လုပ်ပေးတာဆိုတော့အဲ့ဒါလေးကိုကျွန်တော်ပြောချင်ပါဗျဟုတ်ရွှေစုတဲ့အခါမှာလည်းလေကက်ကလေးတွေပေးတယ်ကြည့်ရတယ်ပေါ့နော်အဲ့ဒါကြတော့ဘယ်လို idea လဲကိုယ့်ရဲ့ customer တွေကိုမြတ်တာတုံ့ပြန်တဲ့အနေနဲ့လက်ဆောင်တွေပေးတယ်နောက်ပြီးတော့ငွေသားအနေနဲ့ကျတော့အဲ့လိုအန်ဒီလိုကတ်တွေလောက်တာပေါ့နော်ကတ်တွေလောက်ပေးအောင်မှာဒီရွှေသားမှာလည်းလောက်ပေးတယ်စိန်မှာလည်းလောက်ပေးတယ် 24K မှာလည်းလောက်ပေးတယ် 18K မှာလည်းလောက်ပေးတယ်ပေါ့နော်ကတ်လေးမျိုးထားတာပေါ့အဲ့ဒါဟိုမှာတစ်ခွက်စီပေါ့ကွက်10ခွက်လေးထားတဲ့ဟာပေါ့နော်အဲ့တော့တစ်ခွက်ထုသွားလို့သူက10ခွက်ပြည့်သွားပြီဆိုရင်သူ့ကိုရှော့ငွေတန်းပြီးခံစားခွင့်ပေးတာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့သူတို့များဝယ်တယ်တနေ့တည်းနဲ့ပြည့်သွားရင်လည်းတနေ့တည်းချက်ချင်းထုတ်ပေးတယ်အဲ့ဒါမှမဟုတ်လို့အန်ဒီတို့ရဲ့ကန့်တက်လည်းမထားဘူးပေါ့နော်အဲ့တော့တို့ပြည့်သွားတဲ့အချိန်ကြလို့ရှိရင်ရှုံငွေရမယ်အဲ့လိုပေါ့အဲ့တော့ဒါကစတမာတွေကိုအချိန်နဲ့မှပေးတာမဟုတ်ဘူးပေါ့အမြဲပေးချင်တာပေါ့နော်ကိုကစတမာအမြဲကျေးဇူးတုံ့ပြန်ချင်တဲ့အနေနဲ့ပေါ့နော်အခက်ခဲကတော့လေဘယ်စီးပွားရေးလုပ်ငန်းမှာဖြစ်ဖြစ်အခက်ခဲကတော့ကြုံလာပဲပေါ့နော်ဒါပေမဲ့အန်ဒီတို့အနေနဲ့ကတော့ကံကောင်းတယ်လို့ပြောရမှာပေါ့နော်အဖေလက်ထက်မှာစပြီးတော့တီထောင်လာတဲ့အခါမှာအဖေလက်ထက်ကတော့စဘူးဆုံးဆိုင်ကိုစပြီးတော့ပြိုးထောင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ခင်မှာတော့အခက်ခဲအများဆုံးကြုံတွေ့ရတာပေါ့နော်ဒီနောက်ပိုင်းမှာလည်းအမျိုးသားအနီးမျိုးသားလက်ထက်မှာကြတော့လေသူကပထမအဆုံးအန်ဒီတို့ကွန်ပျူတာနဲ့ဘောက်ချာဖွင့်တဲ့စနစ်ကိုစပြီးတော့တည်ထွင်တယ်နောက်ပြီးတော့ကွန်ပျူတာနဲ့ရွှေစမ်းတဲ့စနစ်ပေါ့နော်ရွှေစမ်းတယ်ဒါကွန်ပျူတာနဲ့ရွှေပြည့်ချောင်းပေါ့နော်အဲ့လိုမျိုးပေါ့ကိုကဗရိန်ဆရာတွေကိုပေးတဲ့အချိန်မှာလည်းရွှေပြည့်ပေးတယ်ဗရိန်ဆရာတွေစီကပြန်လာရင်လည်းတစ်ခုချင်းကိုအန်ဒီကရွှေစမ်းတယ်နော်အဲ့ရွှေရည်ပြည့်မှလက်ခံတယ်ပေါ့နော်အဲ့လိုအဲ့ဒါလေးတွေကြောင့်ကလေးတွေပိုင်းမှာကျတော့အဓိက marketing ပိုင်းပြောင်းလာတာပေါ့ marketing ပိုင်းတွေပြောင်းလာတာပေါ့နော်ဒီလိုကတ်တွေပေါ့နော် customer တိုင်းကိုကျေးဇူးတုံ့ပြန်တဲ့ရွှေမျိုးစားပါဖြစ်ဖြစ်ကျေးဇူးတုံ့ပြန်တဲ့ပုံစံလေးတွေပေါ့နော်ဒါလေးတွေကိုပြောင်းလဲပြီးတော့လှုပ်လာတယ်ပေါ့နော်အန်ဒီတို့ကအဲ့ဒါတခုကံကောင်းတယ်များသောအားဖြင့်ကမွေးလာတဲ့အန်ဒီတို့ဇသားသမီး4ယောက်ရှိတယ်ပေါ့နော်4ယောက်လုံးကဒီလုပ်ငန်းပေါ်မှာစိတ်ပါလက်ပါကိုလှုပ်ကြတယ်ပေါ့နော်အဲ့တခုကတော့အန်ဒီတို့ကံကောင်းတယ်ဒါကြောင့်မလို့လဲအန်ဒီတို့အခု30မြောက်ထိအောင်မြင်မြင်ရပ်တည်နိုင်တော့ပေါ့နော်ဘာလို့ဆိုတော့ကလေးတွေငယ်ကလေးကအန်ဒီတို့ကအလုပ်ခန်းခွင်ဝင်ခိုင်းတယ်လုပ်ငန်းဝင်ခိုင်းတယ်ခိုင်းတယ်စည်ရင်းဖြစ်ဖြစ်သူတို့လုတ်တက်တာလေးမှန်သမျှပေါ့နော်စည်ရင်းကအစလို့ပေါ့အရင်တော့ရွှေမစစ်တတ်ဘူးဆိုတော့သူတို့စည်ရင်းစစ်ခိုင်းတယ်ပေါ့နော်အဲ့လိုစည်ရင်းစစ်တာလေးတွေအပေါင်းလုပ်ကလေးတွေအစလိုက်လာတော့ငယ်ကလေးကစိတ်ဝင်စားမှုရလာတယ်ပေါ့အဲ့ဒီတော့သူတို့ကြီးလာတဲ့အခါမှာလည်းအလွယ်တကူပဲပေါ့နော်လုပ်ငန်းဝင်တဲ့အခါမှာဒါကြောင့်မလို့သူတို့လက်ထက်မှာကျတော့အရင်ကြီးမခက်ခဲတော့ဘူးပေါ့နော်
ဆိုရင်စက်နဲ့ဆိုင်လားဆိုင်လို့ ဟုတ်တယ်ဆက်သက်ဆိုင်ရောက်ပါဆက်သက်ဆိုင်မို့ နောက်ထပ်တော့ဆိုင်ခွဲလေးပုံဖို့အစီအစဉ်ရှိသေးလားမသိဘူး အစီအစဉ်ကတော့ရှိတယ်သမီးဒါကတော့ဖွင့်သွားမှာပေါ့နော်ဒါပေမဲ့အခုအခြေအနေရအားလုံးလည်းချက်သေးနေတဲ့အချိန်ဆိုတော့လေအနီတော့လောလောဆယ်တော့ဆိုင်အစ်စ်တော့မဖွင့်သေးဘူးပေါ့နော်ဒီဆိုင်ကလည်းဟိပြင်းမနာဆိုင်လေးကပိတ်ထားတယ်ဒီကြားထဲမှာကစတမာတွေနဲ့လည်းပြန်ပြီးတော့ထိတွေ့ရခြင်းတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီလိုပွဲလေးလည်းလှုပ်ဖြစ်သွားတာပါ ဖွင့်ပြီးသားမြို့နယ်မှာဟုတ်လားတခြားမဖွင့်ရသေးတဲ့မြို့နယ် အစ်စ်မှာဖွင့်မှာဗောသမီးအစ်စ်မှာဖွင့်မှာ